ချီတာတွေနဲ့မတူတော့က African White Dog တွေဟာသူတို့ရဲ့မမောမပန်းလိုက်လံအမဲလိုက်မှုတွေကသစဉ်အာဖရိကစားချက်မြေကအပင်စားတတဝါတွေအပေါ်မဆုတ်မနစ်တဲ့ဖီယောတွေကိုပေးစွမ်းနိုင်တာပါပဲသိပ္ပံအမိအား Lichen Pictus လို့ခေါ်တဲ့ဒီ African White Dog တွေဟာစနစ်တကျစူပေါင်းအမဲလိုက်တဲ့ view ဟာဒီမှာဆရာကြတယ်လို့နာမည်ကြီးပါပဲသူတို့ရဲ့အမဲလိုက်မှုအောင်မြင်နှုန်းဟာ80%ထိရှိပြီးဒါဟာအာဖရိကစားချက်မြေကတခြားဘယ်သားရဲတရီဆန်တွေထက်မဆိုပိုပြီးမြင့်မားနေတာဖြစ်ပါတယ်သူတို့ဟာစိတ်ရှည်တဲ့အမဲလိုက်သမားတွေဖြစ်ုံနဲ့မကပဲပတ်ဝန်းကျင်နဲ့လိုက်လောညီထွေနေထိုင်တတ်တဲ့နေရာမှာလဲပါရမီရှင်တွေဖြစ်ကြပါတယ်နေ့ဘက်မှာအမဲလိုက်ခြင်းအားဖြင့်ညဘက်မှာချက်စားတတ်တဲ့ဟာယီနာဒါမှမဟုတ်လက်ပက်လို့ခေါ်တဲ့တစ်ကြိုင်းဒီလိုမျိုးပြင်းထန်တဲ့ price ဆိုင်မှုတွေကိုသူတို့ရှောင်ရှားနိုင်ပါတယ်ဒါအပြင်စိုက်ဖြိုးရည်မြေတွေဒါမှမဟုတ်ဂေဟစနစ်ဖြစ်စည်းနေတဲ့နေရာတွေလိုမျိုးလူသားတွေရဲ့တက်ရောက်မှုရှိတဲ့နေရာတွေမှာလဲသူတို့ကအလွယ်တကူအသားကျအောင်နေထိုင်နိုင်ကြပါတယ် African White Dog တွေမှာထူးခြားတဲ့ရိုးပိုင်းဆိုင်ရာဝီဒေတာတွေအများကြီးရှိပါတယ်ဒီမျိုးစိတ်ရဲ့အထူးခြားဆုံးလက္ခဏာတစ်ခုကတော့တခြားသောခွေးမျိုးစိတ်တွေနဲ့မတူပဲခြေထောက်တစ်ဖက်စီမှာခြေချောင်း၄ချောင်းပဲရှိတာဖြစ်ပြီးဒါကသူတို့ကိုမြက်ခင်းပြင်တွေပေါ်မှာပိုပြီးထိထိရောက်ရောက်ရွေလာနိုင်အောင်ကူညီပေးပါတယ်အမဲအဝါအဖြူနဲ့အညိုရောင်တွေရောရှက်နေတဲ့သူတို့ရဲ့အကွက်အပြောက်အမွေးအမြင်တွေဟာထူးခြားတဲ့ရုပ်သွင်းကိုပေးစွမ်းယူနေမှာကပဲစားချက်မီထဲမှာပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်အောင်ကောင်းကောင်းကြီးဖုံးကွယ်ပေးနိုင်ပါတယ်အကောင်တကောင်ချင်းစီမှာမတူညီတဲ့အမွေးအကွက်ပုံစံတွေရှိကြတာမို့အုပ်စုဝင်အချင်းချင်းမှတ်မိဖို့အတွက်လည်းလွယ်ကူစေပါတယ် African White Dog တွေဟာအုပ်စုလိုက်နေထိုင်တတ်ကြပြီးပုံမှန်အားဖြင့်အကောင်10ကနေ20ထိပါဝင်တတ်ပါတယ်အုပ်စုထဲမှာတော့ဆက်သွယ်ဖြိုးဆိုမှုဟာအောင်မြင်မှုရဲ့တောချက်ပါတယ်။ဦးတန်းတွေဟောင်းတန်းတွေနဲ့ခန္ဓာကိုယ်ဘာသာစကားတွေကသူတို့အမဲလိုက်နေစဉ်အတွင်းမှာအသုံးပြုတဲ့ဆက်သွယ်ရေးပုံစံတွေပဲဖြစ်ပါတယ်။ African White Dog တွေဟာအခွင့်အရေးရရင်ရတယ်လို့အမဲလိုက်တတ်တဲ့သတ္တဝါတွေဖြစ်ကြပြီး Windy Beast နဲ့ Impala လိုမျိုးအပင်စားသတ္တဝါကြီးတွေကနေယုံနဲ့ငတ်လိုမျိုးသတ္တဝါအသေးလေးတွေအထိအမျိုးမျိုးကိုဖမ်းဆီးစားတော့တတ်ပါတယ်။ဒီ African White Dog တွေကိုတခြားတိရစ္ဆာန်တွေနဲ့ကွဲပြားစေတာကတော့သူတို့ရဲ့မယုံနိုင်စရာကောင်းတဲ့အမဲလိုက်မှုအောင်မြင်နှုန်းဖြစ်ပြီးဒါဟာသူတို့ရဲ့ထူးချွန်တဲ့အဖွဲစည်းလိုက်လှုပ်ဆောင်နိုင်စွမ်းကြောင့်ဖြစ်ပါတယ်။အုပ်စုတွေကတချို့ခွေးတွေကရှေ့ကနေဥဆောင်တိုက်ခိုက်နေချိန်မှာတခြားအကောင်တွေကတော့ဘေးတိုက်ကနေညက်တိုက်ဖို့နဲ့နှစ်ဖက်ညက်တိုက်ခိုက်ဖို့ကိုအာရုံစိုက်ကြပြီးအဖြစ်ပြောစရာမရှိတဲ့အမဲလိုက်ကွက်ကိုဖော်ဆောင်လိုက်ကြတာပါ။အစားအမြဲတမ်းပေါ်များများမရှိတဲ့ဒီလိုချုပ်တွေ့တဲ့နေမြေမှာတော့ဇွဲနှပဲရှိမှုဟာရှင်တန်ရက်တီဖို့အတွက်အရေးကြီးဆုံးအချက်တစ်ခုဖြစ်လာပါတယ်။စားချက်မြေရဲ့အပူဒဏ်ကိုခံနိုင်ရရှိအောင်စင်ကဲပြောင်းလဲလာခဲ့တဲ့ဒီ African White Dog လေးတွေဟာအပူဒဏ်ကိုတော်တော်လေးခံနိုင်ရရှိကြပါတယ်။ဒါပေမဲ့လည်းသူတို့ဟာနေ့လေဘက်ရဲ့အလွန်အမင်းပူပြင်းတဲ့အပူချိန်ကိုရှောင်ရှားကိုအတွက်မနက်စောစောဒါမှမဟုတ်ညနေဆောင်အချိန်တွေမှာလည်းအမဲလိုက်ဖို့ကိုပိုပြီးနှုတ်သက်ကြပါတယ်။ African White Dog တွေဟာတားကောင်ကိုအမြဲတမ်းလိုက်လံရှာဖွေရင်တရက်သေးမှတင်မိုင်30ကျော်အထိခရီးနိုင်ကြပါတယ်။ဒီလိုမနာတမ်းသွားလာနေတာကြောင့်အစားရရှိမှုမညီမျှတဲ့ဒီလိုစားချက်မြေမျိုးမှာတောင်အစားရနိုင်တဲ့နေရာအမျိုးမျိုးကိုသူတို့ရောက်ရှိနိုင်တာဖြစ်ပါတယ်။အရင်အမြင့်ချပါပြီးလေမြန်တဲ့ဖြောင်းလဲမှုတွေကပုံမှန်လိုဖြစ်နေတဲ့ပတ်ဝန်းကျင်မှာတော့ဒီခွေးလေးတွေဟာခရီးဝေးထွားနိုင်စွမ်းနဲ့မယုံနိုင်စရာကောင်းတဲ့စိတ်ရှည်တွေကြောင့်အကောင်းဆုံးရှင်းတန်းနေကြတာဖြစ်ပါတယ်